ဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတို့အတွက်စောင်းလေးတုံးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီစောင်းကတော့စိုင်းဆရာအန်ဖုံးခန့်ကျော်ရေးသားထားတဲ့ဗုဒ္ဓနိကြဘဝနေထိုင်မှုအမှုပညာ that are all living according to Buddha teaching လို့ခေါ်တဲ့စောင်းလေးပဲဖြစ်ပါတယ်ဒီစောင်းထဲမှာဆိုရင်ဗုဒ္ဓနိကြ personal growth ဗုဒ္ဓနိကြ personality နဲ့ဗုဒ္ဓနိကြ spiritual growth ဆိုပြီးအပိုင်း၃ပိုင်းပါဝင်ပါတယ်ဒီစောင်းကဗုဒ္ဓရဲ့အဆုံးအမတွေကိုကိုယ့်ရဲ့လက်တွေ့ဘဝအတွက်ပြောရရင်တော့ပိုကောင်းတဲ့အနာဂတ်ဘဝအတွက်အကျိုးရှိရှိဘယ်လိုအသုံးချမလဲဆိုတာကိုမျှဝေပေးထားတဲ့စာအုပ်လို့ဆိုချင်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့အတ္တသမပဏိတိ right determination for yourself ဆိုတဲ့ခေါင်းစဉ်အောက်ကစာစုလေးကိုမိတ်ဆွေတို့အတွက်ဖတ်ပြချင်ပါတယ်ဘဝတစ်ခုအထက်တန်းကျဖို့အဓိကအခြေခံအကြဆုံးအရာတစ်ခုကမိမိကိုယ်ကို self determination လုပ်နိုင်တဲ့အသိပညာပါပဲမင်္ဂလာတုတ်တန်တရားတော်တွေကအတ္တသမပဏိတိလို့ပါဠိလိုပြောလိုက်ရင်ခန္ဓာကြီးကျယ်သွားမှာဆိုတဲ့အတွက် self determination လို့သုံးလိုက်တော့ခင်မိသွားတာပေါ့ဘဝမှာကိုယ်စိတ်ကိုနိုင်နေတဲ့အခါကိုယ်စိတ်ကမိတ်ဆွေတင်ငယ်ချင်းဖြစ်လာတယ်ဘဝမှာကိုယ်စိတ်နဲ့ကိုယ်ရန်ဖြစ်နေတဲ့အခါအဲ့ဒီစိတ်ကကြီးမားတဲ့ရန်သူဖြစ်လာတယ်အဲ့ဒါကြောင့်ကိုယ်စိတ်နဲ့ကိုယ်အဆွေခင်ဝန်းဖွဲ့ဖို့လိုတယ်ဘဝကစားပွဲမှာအောင်မြင်သွားကြတဲ့ပုံကိုယ်တွေဟာကိုယ့်ရဲ့စိတ်ကိုအောင်နိုင်သွားကြလို့ပါကိုယ်စိတ်ကိုကိုယ်လိုချင်လို့ပုံသွင်းယူကြတာကိုယ်ကိုပိုကောင်းခြင်းနဲ့ဆိုရင်set rule တွေထားဖို့လိုပါတယ် do and don't list တွေသတ်မှတ်ဖို့လိုတယ်ဘဝအတွက်လုပ်တဲ့အရာတွေကိုလုပ်ပြီးမလုပ်တဲ့အရာတွေအတွက်ရှောင်နိုင်ဖို့လိုတယ် Facebook Telegram တွေ short ပေါ့အသုံးပြုမယ်ဘဝအတွက်အဓိပ္ပာယ်မရှိတဲ့ nonsense တွေပြင်းရအချိန်ဖြုံးတာတွေမလုပ်တော့ဘူးနိုင်ပေါင်းများစွာဂိမ်းကစားတာတွေမလုပ်တော့ဘူးမူရည်နွန်နဲ့ကြွံမကြအောင်ဗျံပရာအပေါင်းအသင်းတွေကိုကြော်ခိုင်းနိုင်မယ်အတုံးဆွဲစီစစ်တော့မယ်သူများစီကအချောင်လိုချင်တဲ့စိတ်တွေဖယ်ရှားပြမယ်ကျမ်းမာရေးနဲ့မညီညွတ်ဖဲဖြစ်တယ်လို့စားတာတွေရက်တက်မယ်ဒီຢာတွေအားလုံးကို don't list ထဲထည့်ထားဖို့လိုတယ်ဒါမှလူဟာပိုကောင်းကျင်လာမယ်ကိုပိုကောင်းကျင်တဲ့စိတ်ဆန္ဒရှိနေပြီးတော့လူကောင်းသူကောင်းဖြစ်နေမှာပါဒီစာစုလေးကတော့ဒီစာအုပ်ထဲမှာပါဝင်တဲ့အတ္တသမပဏိတိ right determination for yourself ဆိုတဲ့ခေါင်းစဉ်အောက်ကကောင်းလို့ထားတာဖြစ်ပါတယ်မိတ်ဆွေတို့လည်းအခုလိုမျိုးစာစုလေးတွေကိုသဘောကျကြိုက်နှစ်သက်တယ်ဆိုရင်တော့စာရေးဆရာအန်ဖုံးခန့်ကျော်ရေးသားထားတဲ့ဗုဒ္ဓနိကြဘဝနေထိုင်မှုအမှုပညာ that are all living according to Buddha teaching လို့ဆိုတဲ့ခေါ်တဲ့စာအုပ်လေးကိုဝယ်ယူဖတ်ရှုလိုက်ပါလို့အကြံပြုမှတ်ချက်ပေးပါရစေခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတော့တဲ့ကျွန်တော်ရဲ့စာပဲပရိသတ်တွေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုမျိုးစောင်းတွေအပြင်နောက်ထပ်မိတ်ဆွေတို့အတွက်အကျိုးရှိမဲ့စောင်းလေးတွေကို review လမ်းညွှန်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါလို့တောင်းဆိုအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ